Okay. ဒီမှာတော့အိမ်ပြီးနာဒါအိမ်နောက်ဖေးအိမ်ပြီးနာမှာဟိုစားစိုက်ထားတယ်ဒီအိမ်ပြီးနာပါနိပန်းမင်းလေးတွေဒါတော့ငရုတ်ပင်စိုက်ထားတာ၄မျိုးတစ်မျိုးစီပေါ့အပွားသည်အစိမ်းတောက်အနီတောက်မိုးမြော်သည်ဒါတော့တပင်ဒါပန်းမင်းလေးတွေဒါနောက်တစ်မျိုးဒါအပွားမျိုးကြီးအမေတပင်အပေါက်ကို$5ပေးရ$5ဆိုရင်20ငါ$5ဆိုဘယ်လောက်ပါကြ$5လောက်ပါကြအော်ကောက်ဦးထင်တယ်ဒါနောက်တစ်မျိုးမိုးမြော်သည်အပင်နော်မိုးမြော်သည်ဒါနောက်လေတစ်မျိုးဒါအဝါသည်လားအဝါသည်ပင်နန်းသည်ဒါနောက်တစ်မျိုးတရှိမင်းများလောင်းလို့မရမငတ်တငတ်ထားရင်အဆင်ပြေတယ်ဒါလေ